ဒီတော့ရှိတယ်များတော့ရှိဒါမှမသားကြတယ်ပြန်ကုန်ရတာရတော့ဟုတ်တယ်မုံညာရတော့ ဟိုဘက်ကတမင်းနဲ့9ဦး10ဦးဘူးရကြလား အော်လူတွေ လူရတော့30ကျော်လောက် ကာဘူးတော် ဟုတ် ကြီး ဆိုစစ်ဆောင်လာ ဟုတ်တယ် ဒါလည်းဘယ်လောက်ရှိလဲ အကုန်လုံး30 ကလေးတွေရောဆိုရင်60ဒေါ်လာရှိတယ် 60တော့ကလေးတော့လူရရှိရှိတာ လက်ရှိရှိတာကလေးတွေရော60ကျော်မိသားစုလိုက်ပေါ့ဗျာအကုန်လုံးကြီး ကလေးတွေစားတယ်ဟုတ် ဟုတ် 60ရှိတယ်နော် ဟုတ်တယ် စစ်ဆောင်ကျွန်တော်မသိဘူးတော့ငနေပဲလာတာလေစစ်ဆောင်တွေပဲရှိနေလို့မသိ ဟုတ် ဘူး တယ်ဟုတ်တယ် ဘယ်နဲ့လောက် ရှိ ရှိ ပြီ အဲ့တော့3နှစ်ရှိ ဩကြာတော့ကြာရောဘောလုံးလည်းဖြစ်တယ်မဟုတ် ဟုတ်တယ်ကျွန်တော်တို့ကတော့ဟွာတော့ပေါ့9လ ဟာလားငါလာ ကိုလေးကိုလေး ကိုလေးကိုလေးဘက်ကလည်း ဟုတ်တယ်ကိုလေး ကိုလေးကနေကြည့်ခဲ့တာ ဟုတ်တယ်ဒီများနေအောင် ဩရောက်တယ် အဖိုးကြီး ကိုလေးလည်းပါတယ်နောက်တော့ဘယ်နေရရှိတယ် တသားကြီးဝက်နဲ့တသားကြီး လက်နဲ့လည်း ဒါကြီးကွန်ပျူတာတော့တည်တယ်စတိုင်းကွန်ပျူတာတော့ ဒါပဲရှိတာ ရာလုံးနဲ့ ဒါပဲရှိတာ ကိုလေးရဲ့ ဝက်လက် ဝက် နဲ့ လက်ရတော့ရတော့ကိုရသားကြီး အဲ့ဒါပဲ အဲ့တော့ပြောတော့30ပြီးပါတော့နော် ဟုတ်တယ် အဲ့တော့စု အိမ်အောင်စုလားအိမ်အောင် အဲ့တော့3နှစ်ရှိ စိတ်နှောက်မှုအဲ့လောက်ကြီးရှိ 20လောက်တိတိ 20ကျောင်းမော်ဟာလေရောဆို 20 ကျော တောင်း င်း ပါ မှာ ဘာ ရောဆိုရင် ကျောင်းမော်ကဂိုးလေးတွေပေါ့ ကျောင်းသားတွေကတိရတယ်သူရောမှ20လောက်ပဲကြည့်ရတယ်လူကျောင်းအိမ်နောက် အိမ်အောင်စုစင်းကတော့20ပဲရှိတာလူကြီးကတော့60ကျော်လောက်ရှိတယ် ကလေးတွေပြန်ကုန်ညာ သူဘာကြီးလိုအပ်ကြဒီမှာညာလာ ကျွန်တော်တို့ကြောင့်ဒီနေ့ဘာမှဝေးချက်မရဘူး ဝယ်စားရတော့ဆရာတော်ပေးရလား ပေးဘူးတော့တော့စားတာလည်းချက်စားဒီနေ့ကဘယ်လို ဒီ ပဲ ခွင့်ပေးရဒီခွင့်ပေးရ မကွေးမှာပေးတယ်အဲ့ဒါလည်းအားပါတော့ ဒီမိဆုံးထားပေးတယ်ဒါကဒီကတခြားဘွဲတွေဘယ်ဘွဲမှာလားထောက်မပဲဘူးလား အဲ့ငနေပြီးတော့ ပေးတော့မှာတော့လာလာလာတင်းကြီးလာလို့တော့ကျမတို့ရ လာလာလူတဲ့ခါလေးတော့သူတို့ဆံလေးနဲ့ပြီးတော့ဒီလိုရတယ်ဒီလေးတော့ ဘာသာစကားစီစားတော့စေရတယ်ကိုတော့လူတာမနော် ဟုတ်တယ်ဟိုထောက်ပံ့ကြီး2000ပဲရတယ်ကျောင်းဒီနေ့2000မရဘူးဆန်လို့ရှိလို့အဲ့လေတွဲပြရလည်းမရဘူးတက်ချင်ရလည်းမရဘူးဒီကျောင်းမှာ ခါလိုက်တက်ချင်ရတယ်တက်ချင်ရခါလိုက်ရတယ်ဒီနေ့ကရတယ်ဒီနေ့မရ ဒီ ဘူး နေ့ကတက်ချင်နေလားမ လာမကောက်ဘူးအဲ့ဒီ ဘာမှမတွဲပြရလည်းမရဘူးဒီနေ့ကရမှာကြောက် ဘလူရဘလူရစီ တပည့်ပြကဘာဆန်နေရဘာဆန်နေဒီနေ့ကတနေ့လုံးရတယ်ဒီနေ့ကျမတို့တစ်ခါမှမရဒါပေမဲ့ဘယ်ဝတည်းမှလည်းမကြည့်ဘူး ဒီဘက်ပါဒီကျွန်တော်တော့မသိပါဘူးကျွန်တော်တော့ ဘယ်အားလို့ဒီ ကျွန်တော်ကဒီကြားနေလာပြီးတော့ဒီငလင်းတဆာတော်အတွက်ကျောင်းလေးလာပြီး ဟုတ်တယ်အเจ้าမှလည်းတက်ကြည့်လိုက်ပါဖုန်းကြီးလည်း ကျောင်းပေါ်အဓိကနေဝဲ အားကိုထားရမယ် ပေးတာတော့ မင်းကကနန်းနာလောက်တော့လေတို့လည်းထိုးကြည့်ကြခင်းပြီးအိပ်ရတာဒါတော့ခင်းကြမရှိတော့ဟိုဓာတ်ပါလေးတွေရှိလားဝေတဲ့လူရှိဓာတ်ပါလေးရှိဘယ်တော့မှဒီကနေဘူးလို့အောက်ကခင်းရင်လို့အဲ့လိုလုံးရတာပူလာလေအောက်ကဒီနေ့ကုန်ပူထားတယ်ဘယ်ရင်ကလှုပ်ထားကြောက်တော့လေဒီပေါ်အပြားလိုက်ဒီလူနဲ့အိပ်ရတာ ကွာကွာဆိုမန္တလေးကနေလာခဲ့တာဆရာတော်မုံမကြရင်တော့လာဖို့အဲလုပ်ဖို့နည်းနည်းပစ္စည်းဘယ်လိုရှင်းထားပြီးတော့တာပြေးတွေပါ အော်ဟုတ်တယ်ဆရာတော်တပါးလာသေးတယ် လာပြီ ရှင်းတော့ရှင်းထားတယ်ဒီကျောင်းကလည်း အဲကျောင်း ညနေမနေ့ အဓိကယာယီပေါ့ယာယီညောတိုင်းနဲ့ထေရတဲနဲ့လေ ကျွဲကတော့တစ်ဆောင်ကတော့ရောက် တဆောင်လာလည်းရှိတယ်ဟောတဆောင်လာ